ဒီနေ့ပတ်စံမကောက်တွေ့ဘူးပဲဒီမှာပတ်စံမကောက်ဒါနဲ့ငါသွားမယ်ပိုင်ချင်းချီတီးတဲ့တူလေးကိုပိုင်ချင်းတို့မလေးငါတို့မအရှောင်းမပါလေဟိုဘက်သွားမှာโอเคဟိုဘက်သွားမယ်အဲ့အိမ်ကြီးတော်မှာပုံနေမင်းနေတာပဲဟိုပါပဲအိမ်တက်ကိုမှာထားတယ်ရဆိုသွားမယ်โอเคမလေးโอเคသွားမယ်အမလေးခုဒီမရောက်ဘူးဟုတ်ရှိမှာပဲဟုတ်တယ်ဒါငါပိုကီမာလာရဲ့အိမ်နဲ့ခေဒါဆိုရင်ရောက်ပြီโอเคရမ်းလိုက်တာကိုငါလောက်ပါတော့မယ်မိဖို့ကြောင့်လည်းရမ်းလိုက်တာပဲအိုးဟိုဘက်တော့တကယ်တခါပဲခဲငါလက်ကြလေးလောက်လိုက်โอเคရှင်းမှာမင်းကြီးကဟိုအပေါ်ထက်မှာတကယ်နေပြရတယ်သွားဝင်တိုင်းပြီဟာသွားမယ်ချီလာမသိငါပိုင်ချီလာရင်သွားကြည့်ရမယ်ပိုင်ချီမရှိရင်ငါဒီမှာโอเคတမ်းနေမှာအော်ဒီမှာလေဟောပြောလေအော်နာဒီမှာဒီပဲအော်ဟုတ်ကဲ့ဝင်ကြည့်လိုက်
ဖတ်တော့လောက်အဲ့ဟိုမှာစာတင်နေကြမှာပြန်မယ်လော့တူ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 လော့တူ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 လော့တော့မယ်တော့မယ်โอเคကိုအာဟဲ့လူကအသားနဲ့ညာဆိုတော့သူ့အသားချောင်းတော့မြင်ရမယ်သူ့အသားဖြူမှာဦးလေးရဲ့အသားဖြူဆိုထည့်လိုက်ရေးစီမယ်ဆိုတော့ပဲနော်ပြီးမယ်ဟဲ့โอเคဒါဆိုသွားမယ်ငါအိမ်ကသွားမရမယ်လိုက်တော့မယ်ဆိုင်ကတမယ်ဆိုင်ကရောင်တော့ဆိုရတယ်အစရင်သွားမယ်အမလေးဆိုရင်တမအဲ့ဆိုရင်ဟိုဘက်သွားtay ăn ha ok bye nhà toa đi bye bye
okay okay okay